ဒါကတော့တင်တခါမှမမြင်ဘူးသေးတဲ့တိုးမွေးညက်နီးပဲဖြစ်ပါတယ်တစ်သားပြားလေးကိုမြင်သာစွာပုတ်ပေးရုံနဲ့တင်အရေးသွေးမြင့်တိုးမွေးဆွဲတာတစ်ထည်ကိုရရှိမှာပါကြက်တွေအစာစားတဲ့အခါအရန်မပင်ပန်းစေဖို့အတွက်ပညာရှင်တွေဟာပြောင်းမှုပေါက်ပေါက်တကြားနဲ့ပါနှက်စွာမျိုးဆက်ပြီးအလိုလျောက်အစာကျွေးစနစ်တစ်ခုကိုဖန်တီးခဲ့ကြတယ်ဒါပေမဲ့အစမ်းတကျဆုံးအပိုင်းကတော့ကြက်မောက်ကိုကြက်တူရွေးနဲ့မျိုးဆက်လိုက်တာပါပဲကြက်မောက်ကဥတလုံးအောင်မြင်ဥပြီးတာနဲ့သူ့အပြင်ပိုင်ရှင်ကိုဥလာသိမ့်ဖို့စိတ်လှုပ်ရှားစွာလှမ်းခေါ်ပါတော့တယ်ဒီလိုထက်မြက်တဲ့အကြံဉာဏ်နဲ့အမရသေးပဲပညာရှင်တွေဟာကြက်မောက်ကိုခြေများကောင်နဲ့ထက်မှန်မျိုးဆက်ခဲ့ကြတယ်ဒါကြောင့်ကြက်တကောင်မှာခြေထောက်16ချောင်းထိထွက်လာခဲ့တာပေါ့အကယ်၍ဒီပမာဏကနည်းသေးတယ်စားလို့မဝသေးဘူးလို့ထင်ရင်တော့ကြက်မောက်ကိုငှက်ကလာအုပ်နဲ့မျိုးဆက်လိုက်ရုံပါပဲဒါဆိုရင်တော့အကြီးစားကြက်ခြေထောက်တစ်စုံကိုရရှိမှာဖြစ်ပါတယ်ဥထွက်နှုံးတိုးစေဖို့အတွက်ပညာရှင်တွေကကြက်မောက်ကိုဆက်လောက်လောင်းကစားဆက်နဲ့မျိုးဆက်ဖို့အကြံရခဲ့ကြတယ်ကြက်တောင်ပံကိုမြင်သာစွာဆွဲချလိုက်ရုံနဲ့တင်ဥပေါင်းထောင်ချီပြီးပြုတ်ခန့်နဲ့ထွက်ကြလာမှာပါဥတွေကိုအရွယ်စားလိုက်ခွဲခြားဖို့အတွက်ပညာရှင်တွေဟာအထူးခွဲခြားရေးစက်တစ်ခုကိုတီထွင်ခဲ့ကြတယ်ကြက်မောက်ကဥတလုံးစီလက်လန်းလိုက်တာနဲ့ဥတွေကစကြင်ကြောက်လုံးလေးတွေလိုပဲသက်ဆိုင်ရာပေါက်ထဲကိုလိမ့်ဝင်သွားကြတယ်အရေးသွေးမပြည့်မီတဲ့ဥတွေကိုတော့အမိုက်ပုံထဲကိုလွှတ်ချလိုက်တာပေါ့သူတို့အနေနဲ့ဥကောင်းတဲ့ဥပုပ်ကိုဘယ်လိုခွဲခြားမလဲဆိုတာကိုလည်းစဉ်းစားခဲ့ကြပါသေးတယ်စမတ်ကရိယာကနေဥပုံနှံ့ကိုရလိုက်တာနဲ့အဲ့ဒီဥတွေကိုတနာညာတာမှုမရှိပဲအပြင်ကိုလှည့်ထုတ်ပစ်လိုက်ပါတယ်ဒီလိုဂယုတစိုက်ရွေးချယ်ထားတဲ့ဥတွေကိုတားဖောက်ဖို့အတွက်ကတော့ပြဿနာအကြီးကြီးဖြစ်လာခဲ့တာပေါ့ကံကောင်းထောက်မစွာနဲ့ပဲဒီအစင်းမြင့်တားဖောက်ဆက်ကြီးပေါ်ထွက်လာပြီးဒီခက်ခဲတဲ့ပြဿနာကိုအပြည့်အဝဖြေရှင်းပေးနိုင်ခဲ့ပါတယ်ဒီနီးလက်နဲ့ပေါက်လာတဲ့ကြက်ပေါက်လေးတွေဟာကျက်မတန်ဆွမ်းပြီးလှပကြပါတယ်ဒါတွေမကသေးပဲဒီမော်ဆန်နဲ့လက်ညှိုးတံလေးကိုတုံးပြီးကြက်မျိုးစိတ်ကိုလည်းစိတ်ကြက်ပြောင်းလဲနိုင်ပါသေးတယ်ဒါကြောင့်တူညီတဲ့ဥတူညီတဲ့နီးပညာကနေပဲလုံးဝကွဲပြားခြားနားတဲ့ကြက်မျိုးစိတ်တွေကိုတားဖောက်ယူနိုင်တာဖြစ်ပါတယ်ကဲတင်ကောဒီလိုမျိုးအစင်းမြင့်နီးပညာသုံးဖြည့်ရှင်းချက်တွေကိုလိုချင်ပါသလား